ဒီပါရီမပြရင်တော့ကခဲ့ပါတော့အလွတ်ရှင်သေးရှင်လေးဟုတ်ကဲ့နော်ဒါလေးကတခက်ရှင်ဟုတ်ကဲ့ရှင်စင်ဒီကနေ့ညကပြချင်တာက3ကလောက်တော့ပြိထားပြီးကပြပါမယ်ရှင်ဟော3ကလောက်အဲ့တော့ဒါကပထမဦးဆုံးခစ်ပါအဲ့တော့နှစ်ခစ်ကြောင်ပေါ့အမေလေးပါရီမပြရင်ခစ်ကူနော်အမေနဲ့မရှိမနှောင်းလေးပါပေါ်ခဲ့တယ်မင်းသမီးတက်လက်ရှိသေးတယ်ညီမလေးမသိလို့မိတာနော်ဟုတ်ဇက်တက်ကြီးကနေတော့လေမောနေလို့အော်မောတာပေါ့ကိုရဲ့အဲ့ဒါမောတာမပြောဘူးဘာဖြစ်လို့ညီမလေးမောနေကိုမျက်နှာကြည့်လိုက်စမ်းကိုမျက်နှာမကြည့်အမောပြေရောလားစုပ်ပြီးသိသွားတာ4ယောက်ရှိသွားပြီကောင်းတာဟောမသိမှတ်ထားငါနာမည်ရွှေရင်စို့ဟိုမှာဘိုးပြန်တော့ဒီမှာကြီးကပါစအေးကျုံးမယ်ဘိုးပြန်တော့ကိုယ်သွားရောက်တယ်ကဲကိုကြီးညီမလေးအဲ့ဒါတော့အမေလေးပါရီမပြရင်ခစ်ပါရှိမပြရင်ခစ်နေမရှိမနှောင်းလေးပါပေါ်ခဲ့တယ်မင်းသမီးတက်လက်ရှိသေးတယ်ကိုကြီးဟုတ်လားအေးမင်းသမီးကတော့လေကျွဲမကြီးအောင်ဘုရားသူဆရာလက်ရှိကျွန်တော်ရေးပါကျေးဇူးတင်ပါတယ်ဆုချပေးတဲ့အတွက်ဆက်တော့ပြောပေးကြမယ်။ဘာပြောပြရမှာတော့ဒီမက်လေးကနည်းနည်းကောင်းတော့လေငါပြောမကြမှာဟုတ်တို့အင်ကြီးတွေလည်းချိန်ပေါက်တယ်တို့ဟုတ်တယ်ကိုအင်ကြီးတွေထူပြီး तू ကဇာမို့လို့ तू ပဲထိုးရလို့တယ်ထင်ပြီးထိုးနေတာမင်းညီမလေးပြောလိုက်မယ်နော်အကိုတို့ရဲ့ကိုဖိုးတောက်ကြတို့အင်ကြီးတွေကချိန်ပေါက်တယ်တဲ့တို့ဓာတ်နဲ့ထိုးပေးပါမသိမချင်းထုတ်ပေါ်လို့စတာကိုကိုကြီးပြီးွားရင်လာမယ်တဲ့လူရှင်တော်တွေပြက်လုံးကောင်းကောင်းပြက်မပြက်ရင်ဓာတ်တဲ့9000ပေးမှာပတ်စံ9000စကားလေးထည့်ပြတယ်ကြောက်ပုံကလူတွေအကုန်လုံးဘောစီတွေပဲတထေးတွေပဲနော်9သိန်းတောင်ပေးမယ်ပေါ့9သိန်းပြကိုစားစင်းတော့ကြောက်ပြတ်တော့ပဲရှိခလေးမုံဘူးပေးတော့ပဲရှိဝေလိုက်တော့ပဲရှိဒါမှတ်တာဒါဘုံကျိုးလိန်တွေပါတယ်ဝယ်စီးလို့ရအောင်သူ350ကလစ်တွေပါတယ်စီးကိုကြီးပြောတဲ့ဟာတခုမှမဟုတ်ဘူးပြက်လုံးကောင်းကောင်းပြက်ပြက်မပြက်ခင်တယောက်ကိုပါ9ချက်စီရိုက်ခံရမယ်တဲ့ခုနတော့ရိုက်လဲတော့ကြော်ရိုက်ပါကဲကိုကြီးအဲ့တော့မကြည့်အောင်လို့ခေတ်ကအောင်မြင်တဲ့တခြင်းကရှိတယ်ရှင်ဟုတ်ကဲ့ဗျာဆရာလည်းရှိတပည့်ရင်ပါအခုဒီကကျမတပ်ပုံကိုလိုချင်လို့တဲ့ကိုကြီးကျမခေကျမပြင်းရင်ရွာသားကြီးမြင်ကြိုက်နေရလားတော်တော်ကြည့်မမြင်ချင်ပါနဲ့မသိချင်ပါနဲ့ဥပမာပြောပြမယ်ဒီမှာပုံတပည့်ဟိုးပါလေဘာဖြစ်တော့အာဘုံသေးလုတ်တယ်ကလမလေးမကြည့်ဘူးမကြည့်အောင်ကိုနေကင်းပန်သွားကြည့်တဲ့အခါကျရင်မင်းသမီးလို့မထင်ရဘူးရှင်ပြုံးကနေကြည့်လိုက်တဲ့အခါကျရင်အာဘုံသေးလုတ်တဲ့ကလမနဲ့တော့အနိုင်ခံရပါတယ်တဲ့အဲ့ဒီလောက်ကိုမဲတာလားဟုတ်တယ်ဥပမာရွှေရွှေစင်းလို့မင်းသမီးမျိုးအင်မတန်မှအကြီးတန်းရုပ်ဆိုးတယ်တဲ့ဒါပေမဲ့အမေကရုပ်ဆိုးအကြီးတန်းတော်ညာလဲလုံအားနဲ့မင်းသမီးတက်လက်ဖြစ်လာတာဖြစ်တဲ့အတွက်ပြိတ္တရဲ့အားပေးမှုကိုခံစားခဲ့ရပါတယ်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့အမေမချင်အောင်အမေခဲ့တာကျွေးမကြည့်အောင်ဒီတစ်ချစ်တစ်ပုတ်ထဲလာမဟုတ်ပါဘူးရှင်တချေးပေါင်းမြောင်များစွာတဲ့မှာနောက်ထပ်တစ်ချင်းရှိသေးတယ်ရှင်ဘာလဲလို့ဆရာကြီးအရင်ခက်တုတ်လေးကမယ်နော်အပြောင်ဆူရရဲ့ဝေကောင်းခံလာရဲ့ကောင်းတယ်ဖွေးတိတ်တယ်မောင်လေးရဲ့အပြောင်ဆူရရဲ့ဝေကောင်းခံလာရဲ့ကောင်းတယ်ဖွေးတိတ်တယ်မောင်လေးရဲ့အဲ့ဒီရဲ့အစားနဲ့ချက်ရမ်းတော့ပြေပါရီတော့ပဲကောင်းလိုက်လားဗျာကဲဒါလေးကနှစ်ခေတ်ရှိသွားပြီနော်အဲ့တော့စစ်ကြုတ်ခေတ်နှစ်ခေတ်ပြီးဆုံးသွားတဲ့ခါကျတော့ဟုတ်ကဲ့နောက်တဲ့ခေတ်တစ်ခေတ်ပေါ်ပေါက်ခဲ့ပါတယ်ရှင်နောက်တဲ့ခေတ်တစ်ခေတ်ကအင်မတန်မှပွင့်လင်းမြင်သာတဲ့ social ခေတ်လို့ခေါ်ဆို